ထိုင်းလူကယ်ရီရဲ့လူမှုဘဝစစ်စစ်တွေကိုမြင်တွေ့ရအောင်ဆမ်ဘရွန်ဆိုတဲ့ဈေးရုံကြီးတွေကိုခေါ်သွားပါအောင်မယ်ရှင်။ဒီဈေးကြီးထဲမှာတော့အခြေခံတဲ့လူလက်တန်းစားထိုင်းလူကယ်ရီရဲ့လူမှုဘဝတွေကိုတခြားလေးမြင်တွေ့ရမှာပါရှင်။ဒီဈေးကြီးထဲမှာဆိုရင်ထိုင်းတွေကိုတွေမကဘူးပေါ့နော်။မြန်မာတွေတော်တော်များများကိုလည်းမြင်တွေ့ကြရအောင်ပါပါ။မြန်မာလူမျိုးတော်တော်များများလည်းဒီဈေးထဲမှာအလုပ်လုပ်နေကြပါတယ်ရှင်။ခုဆိုင်ကတော့ထိုင်းဟင်းဆိုင်လေးပါ။ဟင်းမျိုးစားတွေကိုအများကြီးပါပဲ။သူတို့ဆိုင်လေးမှာဆိုရင်ဟင်းလေးတွေကိုတပွဲကိုအနည်းဆုံးဘတ်30 40ဘတ်50ဘိုးတွေစပြီးတော့ရောင်းပါတယ်ရှင်။ဒါဝယ်ကြတဲ့သူတွေကတော့တယောက်တည်းသမားတွေရုံးသမားတွေများပါတယ်။ဒါကတော့ငပြောသီးကင်ဆိုင်လေးတွေဒီဘက်ကအသားလုံးကင်ဆိုင်ပေါ့နော်။ဒီဘက်ကကောက်ညင်းနဲ့ကြက်သားစာတေးကင်ဆိုင်ပါရှင်။ဒီဘက်ကဝက်ကောင်းတို့ဝက်တခေါင်းတို့ကင်ဆိုင်ပေါ့နော်။ဒါကတော့ဝက်ခောက်ကြော်တွေရောင်းနေတာပါဒီမှာဆိုရင်ဒူးရင်းသီးဆိုင်မှာဒူးရင်းသီးကိုသူကအလုံးလိုက်လဲရောင်းတယ်ခွဲပြီးတော့လဲရောင်းတယ်ပေါ့နော်ဒါတွေကဝက်ရှာတွေဝက်သားလူတို့ဆိုင်ပေါ့နော်ခေါင်းတွေဝက်မျက်နာတွေဝက်နှာခေါင်းတွေရောင်းတဲ့ဆိုင်ပါရှင်သူတို့က gram နဲ့ရောင်းပါတယ်100 gram 200 gram ပေါ့နော်တခါလဲလီးပေးပါတယ်ဒါကတော့ဝက်ချီတော့ပေါင်းဆိုင်မှာဝက်စတူးပေါ့နော်သူကဒါဆိုရင်လည်းမျိုးမျိုးရောင်းကြတယ်တချို့ကြတော့လဲခြေထောက်ကိုအချောင်းလိုက်လဲရောင်းတယ်ပေါ့နော်gram နဲ့လည်းရောင်းနေပေါ့နော်ဒီမှာဆိုရင်သူတို့ဦးတွေပါတွေနဲ့လည်းတွဲရောင်းနေပေါ့နော်အမျိုးမျိုးရောင်းကြပါတယ်ရှင်ဒါကတော့အတုပ်ဆိုင်မှာထိုင်းမှာတော့ဒီလိုအတုပ်တွေကတော်တော်စားကြတယ်ပေါ့နော်ဘယ်ဈေးဘယ်ပွဲဈေးတန်းမှမဆိုပေါ့နော်ဒီလိုအတုပ်ဆိုင်တွေကအများကြီးရှိပါတယ်ရှင်တစ်ချီတော့တုပ်ရှိတယ်ဝက်သေးတုပ်ရှိတယ်ဝက်သားတုပ်ရှိတယ်ဖီကြီးငါးတုပ်ရှိတယ်အစုံပေါ့နော်ဒါကတော့စောစောကလို့ပေါ့နော်ဝက်သားတုပ်တို့ဆိုင်တွေပါဒီဈေးမှာကဒီလိုဝက်သားတုပ်တို့ရောင်းတဲ့ဆိုင်တွေတော်တော်များတာပဲနော်ဝက်နဲ့ရွက်တွေဝက်ကောင်းတွေဝက်ရှာတွေပေါ့နော်သူကအချင်းနဲ့တခါလေးတွဲပြီးတော့ရောင်းတာပါသူ့ဆိုင်မှာဝက်ခောက်ကြော်လေးတွေဝက်စီတွေနဲ့တွဲရောင်းနေပေါ့နော်ဒါဆိုရင်ကြက်သားဆိုင်ဖြစ်သွားပြီကြက်သားကိုမှသူကကြက်အမာဆိုင်မှာဒီမှာလိုမျိုးပြောမယ်ဆိုရင်သူကရိုးရိုးကြက်ဆိုင်ပေါ့နော်ရိုးရိုးကြက်ကိုမှသူကပေါင်းပြီးတော့ရောင်းတာပါဒါကတော့ထိုင်းအချိုပွဲဆိုင်လေးပါသူ့ဆိုင်မှာလည်းအချိုပွဲလေးတွေကိုမျိုးစုံရတယ်ပေါ့နော်သူ့ဆိုင်မှာအချိုပွဲကိုတစ်ထုပ်ကို10ဘတ်ထဲနဲ့ပဲရောင်းပါတယ်ရှင်ဒီဈေးမှာသူ့အချိုပွဲဆိုင်လေးလည်းတော်တော်လေးရောင်းရတယ်ပေါ့နော်ဒါကတော့ဈေးကကြက်သားဆိုင်လေးပါတကယ်တော့ဒီဆမ်ဘရိုဈေးကြီးမှာကဒီအသားတွေငါးတွေပင်လယ်စာတွေပေါ့နော်အဓိကရောင်းတာပါဒါဆိုရင်ဝက်သားတယ်ပေါ့နော်ဒါဆိုရင်ပင်လယ်စာတန်းကြီးပါရှင်ဒီပင်လယ်စာတန်းကြီးမှာလှုပ်နေကြတဲ့မြန်မာလုပ်သားတွေကိုအများကြီးပါရှင်ဆိုင်တိုင်းလို့နီးပါးမှာပေါ့နော်မြန်မာလိုမေးဝယ်လို့ရပါတယ်သူတို့ရေးထားတဲ့ဈေးလေးတွေက1ကီလိုဈေးတွေပါကိုက1ကီလိုလိုချင်လို့ကီလိုဝက်တွေပါတယ်ယူရှင်လဲသူတို့ရောင်းပေးပါသေးတယ်သူတို့ပင်လယ်စာဈေးထဲမှာကတော့ပစုံတွေကိုပေါ့နော်စိုက်အမျိုးမျိုးနဲ့တွေ့ရပါတယ်ရှင်ဒါကတော့ဆမ်ဘရွန်ဈေးကြီးတွေကနာမည်ကြီးအတိုးမြုပ်ဆိုင်မှာဆိုင်ကလေတော်တော်ကိုကြီးပါတယ်အတိုးမြုပ်ရွေးစရာတွေဆိုလဲတကယ်ကိုပဲအများကြီးပါလူတွေကလည်းတန်းစီပြီးတော့ကိုဝယ်ကြရတယ်ပေါ့နော်ဒါကတော့ပုံစိမ်းဆိုင်တွေဖြစ်သွားပြီပုံစိမ်းတွေဆိုရင်သူတို့စီမှာလေအရန်ကိုဝယ်လို့ကောင်းတာပဲဈေးတွေကိုတအားချိုတယ်ပေါ့နော်ထိုင်းမှာကတကယ်နေတတ်ရင်စားတတ်ရင်လေတကယ်ကုန်ကျစရိတ်တက်တာပါတယ်ခုလိုဈေးလေးတွေမှာတခြားဝယ်ပြီးတော့ပေါ့နော်တခြားချက်စားမယ်ဆိုရင်ကုန်ကျစရိတ်ကတော်တော်လေးကိုတက်တာပါတယ်ခုဆမ်ဘရွန်ဈေးလေးကိုတစ်ပတ်ပတ်ခဲ့ပါပြီအခုဈေးလေးတစ်ပတ်ထဲမှာထိုင်းလိုကယ်ရီရဲ့လူမှုဘဝတစ်စိတ်တစ်ပိုင်းလေးတွေကိုမြင်တွေ့ရမယ်လို့ထင်ပါတယ်ရှင်ထိုင်းလိုကယ်ရီဘယ်လိုစားကြတယ်တောက်ကြတယ်နေကြတယ်ထိုင်ကြတယ်ဆိုတာလေးကိုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့လေ့လာလို့ရမယ်ထင်ပါတယ်ရှင်